ဒီလူရဲ့မျက်လုံးတွေကရှေးဟောင်းပစ္စည်းအပိုင်းအစတစ်ခုကြောင့်မတော်တဆထိခိုက်သွားခဲ့တယ်။သူနိုးလာတဲ့အချိန်မှာတော့ဆေးရုံမှာရှိနေပြီးမျက်လုံးကိုပိတ်စီးထားခဲ့တယ်။ဒါပေမဲ့အံ့ဩစရာတစ်ခုဖြစ်သွားခဲ့တယ်။သူကအဲ့ဒီအဝတ်ကိုတောင်ဖောက်မြင်နိုင်တယ်လို့နိုင်ရန်ကိုပါဖောက်မြင်နိုင်လာတယ်။အခြားအခန်းထဲက nurse ကိုတောင်မြင်နေရတော့သူအယမ်းကြောက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာဆရာဝန်ရောက်လာတော့သူကမျက်နှာဖုံးအောက်မှာရှိတဲ့မဲ့ကိုတောင်မြင်လိုက်ရတယ်။ဒါကြောင့် mask ကိုချုပ်ခိုင်းပြီးစစ်ကြည့်လိုက်တော့တကယ်ပဲသူမြင်ခဲ့တဲ့အတိုင်းမှရှိနေခဲ့တယ်။နောက်တစ်နေ့မှာသူ့တငယ်ချင်းနဲ့ဈေးသွားရင်းဆိုင်ရှင်လက်ထဲကဘူးတီတစ်လုံးဟာအဖိုးတန်ရှေးဟောင်းပစ္စည်းဖြစ်နေတယ်ဆိုတာမြင်လိုက်တယ်။ဒါကြောင့်ဝယ်ချင်တယ်လို့ပြောတော့ဆိုင်ရှင်ကဒေါ်လာ2000တောင်းခဲ့ပေမဲ့နောက်ဆုံးမှာ600နဲ့ရောင်းလိုက်တယ်။သူတို့အဲ့ဒီဘူးတီကိုရှေးဟောင်းပစ္စည်းရောင်းသမားစီယူသွားတဲ့အခါတန်ဖိုးက3သိန်းရှိနေတယ်ဆိုတာသိလိုက်ရတယ်။သူ့မှာတကယ်ထူးခြားတဲ့စွမ်းအားရှိနေပြီလားဆိုတာသိချအောင်သူကလေးလံပွဲတစ်ခုကိုသွားခဲ့တယ်။အဲ့ဒီမှာရှေးဟောင်းပကြီးကားတစ်ချက်ကိုလေးလံတင်ထားပေမဲ့ဘယ်သူမှမဝယ်ချင်ကြဘူး။ဒါပေမဲ့သူကပကြီးကားထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်တယ်။ဒါကြောင့်အဲ့ဒီပကြီးကားကိုဝယ်ပြီးရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့သူ့ဘိုးစီယူသွားခဲ့တယ်။စစ်ဆေးကြည့်လိုက်တော့အဲ့ဒီပကြီးကားရဲ့တန်ဖိုးကဒေါ်လာ15 million တောင်ရှိနေခဲ့တယ်